哦，谢东啊，朋友都乌得卡几路的好呀咯。乌得卡几说的啊，路外的都几遍，啊，当个啊糟糕，啊，当高没的都好那个谁人那东南你好，谁人那东南你好了，这看来了没别不错，这看来了没别不错。谁人那东南你把瓜手臂了，这样会啊啥个时间都来边闹得偏偏路要多。不然咱要多少，乌得看个涨价了，坡度了单面。哎，多少？哎呀，还有我这样会路蛮大的，太阳快比呀的，我蛮大面的这地方的，股票比呀的，土地地方的，这老时间的，哎你咯。我安尼呢，不然咱哪多少个新山路没有熬起你的，啊，不然咱哪啥新山路呢？古老这样个这看了没别不错，你这样去看你这看了谁人那龙潭说了不然咱要啥不？哎，拉瓜这片都多的多比这样得下下子，这样是后台不下边的多的多这样下子的。多的那么对不？该多的那么对，当我得下下走吧。当我那边这样对，没有叫看的这边对嘛不？那当困了变成了着，我跟那个我搞的嘛那个，他先告诉我得看那坡度着一多，嘿，那头呢？那头呢？我搞的嘛那个所谓别的，当着。当着大呀，把牛收拉着，为嘛啦？开帮的为嘛？说天下路来么西吧？那个也多的娃娃嘛，路该俺啥道理呀？把这东西，这路老着继续路吧，嘛么？风雨是别么谈的，哎，都着，哎呀，这巴掌弄啊！每个人民不那个的话，我搞人的亲手呢。哎，哪他们搞了？搞那个，没么在乎了。啊，个啊，当搞在的么？俺来在这个。哎，这前么干路把皮皮碰见那坡度上当家人路里见了的，这呀的路好呀搞那嘿。哎，那身边这个了。你有身边那个上去没能俺的产品的偏心嘛家子。格里马里也收来，当着大呀把牛收来了，为嘛啦？开帮的为嘛？说天下路来么西吧？那个也多的娃娃嘛，路该俺啥道理呀？哦，哎你是的，这样那边的都老讲你说到了碰你了，我们跟来讲喏，俺不要不咯。哦，比如俺听着吧，哎，你老呢都多个，刚提到这样那边的朋友呢，朋友嘿，怎么都多，没那个呢，杀手都家族，该古董话呀，嘿，哪里，当着大家把牛收来说，古董这边多个哩，为嘛啦？开帮的为嘛？嘿，哪个？说天下路来么西吧？这边多个哩，那个也多的娃娃嘛，嘿，哪个？路该啊，这话不管，别的别的话了。哎，朋友呢，朋友这偏西傻逼的钱都不别的话，嘿，多少？哎呀，寒假的呗，那天俺忙手机路啊变他这个，哎，他没忙看。现在看路没别的不错好多呗呢，现在乌得看的这样的生活话里面属于忙看过，啊，有的普通话忙得路呢，他妈没说帮助可呀，现在乌得看的现在俺路的看了没别不错，这样有些人那都那么好多呗呢，这样的上面好家里面，你呀哦，稍稍就到木家吧，可呀，忙手机路面了忙大嘛吧，可呀，这样那样嘛，可呀，路里现在，嘿。我得看当讲话，这样有你路过，这说人讲哩，嘿，那这样那多呀啊，满大就想出话，不然咱就想了，我得看这样好比，嘿，毛主席，嘿呀，
မင်းဒီကနေ့သာသနာအမွေခံယူတဲ့အချိန်ခါမှာသာသနာတအဘန္တရောညာတိတလောဟိတောသာသနာတော်ကြီးနဲ့အတွင်းကြကြတရင်တဏီရွှေမျိုးဖြစ်သွားတယ်ကွအဲ့ဒါဒါယရခေါ်တယ်ဘာမှမဟုတ်ပါဘူးပြုတ်ကြတာပြညက်ကုန်ရပါအောင်မကွကြည်လို့ကြောက်ကန္နာထောင်နားထောင်အော်ပိဋကများလုံးတော့နေရာရတဲ့နေရာလေးဖြစ်တယ်လို့ထိုင်ကြရတော့လည်းပဲတချို့နည်းနည်းလေးအားပြုလိုက်မှီလိုက်တဲ့အချိန်ခါမှာတခုခုလဲတတ်ပါတယ်နော်အဲ့ဒါသိခံပြီးတော့နာကြပါအဲ့ဒါနဲ့တရားနာပိဋကသာသနာရာယရသာသနာအမွေခံယူတဲ့အချိန်ခါမှာမင်းအခုအလှူပေးတာဟာအပူလှူလားအေးလှူလားဟဲ့ရှင်ဘုရားတဲ့အပူလှူရဲ့အေးလှူရဲ့တပည့်တော်နားမလဲဘူးဗျ။ဩမင်းကလည်းအပူလှူဆိုတာကိုကငွေ9000လောက်ရှိလှူနေတာက1000ကိုငွေ9000ကို1000ကိုလှူတော့ငွေ9000ချေးလှူရတယ်ကွ။ဖိတ်စာတွေရိုက်လူတွေဖိတ်ငွေ9000ကျွေးယူပြီးတော့လှူရတယ်။ငါဖိတ်တဲ့လောက်ဖိတ်စာဖိတ်တဲ့လောက်မှလူတွေလာပါမလား။ကူငွေ9000လောက်မှရပါမလားမရလို့အိမ်ကနွားပေါင်းရမလားလဲပေါင်းရမလားနဲ့အဲ့ဒါလို့ငွေကူမျောပြီးစိတ်ပူလှူရတာအပူလှူခေါ်တယ်ကွာအာဒီလိုမဟုတ်ဖ ೇನೆ မိမိ900တက်နိုင်1000တက်နိုင်မုတ်တစာကြီးမပူပဲနဲ့အပြတ်လှူလိုက်တာကအေးလှူခေါ်တယ်မှန်လားပါဗျာတပည့်တော်ငွေ900ကုန်လှူတာပါဗျာငွေ900ရှိတာနဲ့အပြတ်ဘလို့ရှိကမှချေငှားပြီးလှူခြင်းမဟုတ်တပည့်တော့အေးလှူပါဗျာဒီလူကြီးလှူရအောင်ရှင်းဦးမစွာမင်းလှူမယ်နဲ့ထားရှိတဲ့စေတနာပုပ္ပစေတနာခေါ်တဲ့ကွက်အခုလှူစဲကာလမှာမုံစစေတနာခေါ်တဲ့ကွက်အလှူကြီးပြီးတော့ငါလှူခြင်းနဲ့အလှူကြီးအောင်မြင်ပြီဆိုပြီးမသေးမချင်းနိဗ္ဗာန်ထိအောင်ဝမ်းမြောက်နေရမှာကအဲ့ဒါအပရစေတနာခေါ်တဲ့ကွက်လူတွေကအာလကားပါကွာတခါလာစေတနာသုံးနာမှုအသိဟောမယ်ဆိုလို့လာတာဒီသုံးတန်ပဲဟောတာပါပဲဟဲ့ပြန်ကြစို့ပြန်မေးဖိုးသူတော်သူဖုန်းကြီးမကျေနပ်ဘူးဒုက္ခပဲတရားအသိဟောမယ်ဆိုအသိမဟောဘူးကိုတော့တောင်းတော့တရားအသိကိုအချက်ပေးတယ်မကြားသေးဘူးကိုတော့ဟင်တောင်းတော့အေးဟုတ်ပြီဘုန်းကြီးသိသွားပြီဩတခါတော့မှများလှူတဲ့အလှူဒါနာကြီးဆိုတာစေတနာသုံးနာမှမပါရင်ဘယ်ဟောဖြစ်လိမ့်မလို့ဒါကအစပြိုးအလှူတကာသတိပေးတာခမည်းတော်အတွက်ကဟောတရားအသိဟောတော့မယ်ဗျာပြန်တဲ့လူတွေကခြိတော့ပြန်ရုပ်တယ်ဟဲ့ကောင်အသိတဲ့မြန်တဲ့ကြိုက်အသိတဲ့ဆိုပြီးခြိတော့ပြန်ရုပ်တော့ဥဒိတ်ခါကလေဩဒီကနေ့နတ်နဲ့ခင်းစိတ်လန်းစိုးပြတဲ့တော်ရန်တောင်နှံထွက်သွားတော့နှင်းရီဆန်းထားတဲ့သစ်ပင်ကလေးများလန်းဆန်းတွေ့ရတော့ဘုန်းကြီးကာထာတပုတ်ရေးထားတယ်တရားအသစ်တပုတ်ရေးထားတယ်ပေါ့လူတွေကအသစ်ဆိုတော့နားဆွင့်နေခိုင်းမှာဥတိတ်ခါကကောက်ပြီးတော့អော်လိုက်တောင်းတော့သားရပန်းမျိုးစုံလာစွာပွင့်မာလားခိုင်ပန်းတဝဲမှာဆုချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရရှာဆိုပြီးရွတ်လိုက်တော့လူတွေကပြိဿသာရုမခေါ်ဘူးလက်ခုပ်တွေထတီးဒုံနဲ့ထတီးကောင်းလိုက်တဲ့တရားကွာကဲဆိုတော့သချင်းကောင်းတယ်ပြောတော့တရားမြန်မာနိုင်ငံကြံလီကန်ကြော်ကြနေတာလေဘယ်မှမသွားဘူးကြုံလဲအဲ့ဒီပဲလှည့်သွားတာပဲတချို့ကပြောတယ်အိုးမင်းအတော်သစ်မင်းသားဘယ်မိလိမ့်နှုံးကွာဒါပေမဲ့လို့လဲတရားနာပြိဿကြံလီကန်ဒီတချင်းဆိုငိုတက်လာတဲ့ဘုန်းကြီးဆိုတော့မဆိုးမငိုပဲခေါ်လိုက်ရင်ပြိဿကကြုတ်ကိုအပြစ်တင်လာတယ်ပြင့်သူတွေကစပြီးတော့ရန်ထောင်းလာတယ်ရှင်ဘုရားတပည့်တော်တို့တရားဝဲခိုးတယ်ဘာဖြစ်လို့တော့လို့ဆိုတော့ရှင်မရတရား6ကြီး
ဟောဗျာတရားယေစုဟောရအောင်မလို့မဟုတ်ဘူးဗျာတဲ့ဒီပြင့်ပွဲလောက်မဟဲဘူးတဲ့တပည့်တော်တို့ပွဲအဟဲနေတယ်ဆိုပြီးငိုတက်လာတဲ့ဘုန်းကြီးဆိုတော့ဒါရီလျှော့လိုက်ရင်ပြိဿမကျေနပ်ပင့်သူမကျေနပ်ဖြစ်လာလို့ကျုပ်ကအသက်ကလည်း46နှစ်ထဲရောက်လာတော့ဒါရီလည်းလျှော့ခြင်းပါပြီပြိဿနော်လျှော့ပြီးတော့ဝိပဿနာပိုင်းဆိုင်ရာလေးတွေတိုးပြီးဟောပေးနေတယ်ဒါသို့တော်လည်းပဲဝိပဿနာဟာတပွဲမှမပါတဲ့တရားပွဲမရှိပါဘူးကျုပ်အမြဲတမ်းဟောပါကျုပ်ကလှေကားတက်ပေးတယ်ဘုန်းကြီးဝိပဿနာဟောတဲ့ဆရာတော်သမတော်တွေတီရီတက်နာခန့်ခန့်ညာညာဟောတဲ့တရားတွေကိုနာနိုင်ပါစေဆိုပြီးတော့ဘယ်တော့မှတရားပွဲမလာတဲ့လူတွေဆိုးငိုရည်ပြီးတော့ရောက်အောင်ဆွဲခေါ်ကျုပ်ရှိကနာပြီးတော့ကျုပ်တက်ပြီးတဲ့လှေကားနဲ့တက်ပြီးတော့ဟိုတရားတော်ကြီးတွေနာနိုင်ပါစေလို့လှေကားတက်ပြီးတဲ့ဘုန်းကြီးပါဓမ္မဂတိကတည်းကအောက်ပိတ်ဆုံးလှေကထစ်ပါအိမ်တအိမ်လှေကားရှိမှအထက်ထတက်ရတယ်လို့ဒါပေမဲ့လို့အထက်ထတက်တဲ့ချိန်ကဒီလှေကားနင်းတက်တော့ဒီလှေကားမမိတ်အပ်တယ်လို့ပေါ့ကျန်ဒီကံတရားနာပြီးတော့တချင်းဆိုငူတဲ့တရားတို့အစကတော့ပျော်လို့သွားနာတာနောက်တော့တော်ဖေးပြောင်းဥမဟာဆိုပြီးအထက်ကိုတက်သွားပါအထက်တက်သွားပြီးတော့ကျုပ်တက်ပြီးတဲ့လှေကားနင်းဘက်ကလေးကိုလည်းကျုပ်ပြန်သတိရကြပါဦးနော်ဒါကြောင့်မို့လို့တရားနာပြိဿသာသနာရေးဘာသာရေးပညာရေးလူမျိုးရေးစီးပွားရေးအသင်းဖွဲ့ဂိုင်းကနာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကစပြီးမပုတ်ခတ်ဖဲနဲ့ဖြောင်းပြောင်းတန်ကိုနိုင်တဲ့ဘက်ကကိုတက်နိုင်ကြလို့သာသနာကိုတစ်ဖက်တစ်လမ်းကအားရှိအောင်ပြုလာရပါသဖြင့်ကျုပ်အပေါ်မှာတိခံခွင့်လွတ်နိုင်ကြလို့လဲဆက်လက်ဟောနေတဲ့ဘုန်းကြီးပါမှန်ရလားပြိဿကြီးမှန်ပါဗျာဂိုင်းဒါကြောင့်ဒီကနေ့တော့ဖြင့်အရင်နေအခက်ချိုးဆိုတဲ့တရားကိုဟောမလို့ကျွတ်တော်သုံးလောကထောထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးသည်သာဝတ္ထိပြည်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါအဲ့ဒီသာဝတ္ထိမြို့မှာမဟာဝါနိစ္စခေါ်တဲ့ကုံတယ်မှုကြီးနဲ့တကွတရားနာပရိသတ်ရေလှဲသား900ကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောကြားပါအဲ့ဒီလှဲသား900ဒီခရီးမသွားခင်မှာဘုရားကိုယ်တော်မြတ်နဲ့တန်ဃာတော်အရှင်မြတ်များပင့်တန်ဃာတော်အရှင်မြတ်များကိုပင့်ပြီးတော့ဆုံးကတရားတော်များကိုနာတရားတော်နာကြပြီးတဲ့နောက်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်သည်အရှင်ဘုရားတို့အားဆုံးကခြင်းအမှုသီလခံယူခြင်းအမှုတရားနာခြင်းအမှုတွေကိုပြု၍တပည့်တော်တို့သည်အယောင်အဝယ်ထွက်ကြတော့မှာပါဘုရားအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်ထားပြီးတော့ယရဏသုံးပါးစီကပ်ပြီးတရားနာပိဋကလှဲသား900ဟာကျွတ်တို့အယောင်ဝယ်ထွက်သွားကြအယောင်ဝယ်ထွက်သွားတော့သူတို့သွားတဲ့လမ်းမှာအင်မတန်ကြမ်းတမ်းနဲ့ခရီးကန္တာရရေလည်းမရှိဘူးပူလိုက်တာနေကလည်းပြင်းပြင်းထန်ထန်အရိတ်ခိုစရာသစ်ပင်ကြီးတပင်အောင်ရောက်ကြတော့အဲ့ဒီသစ်ပင်ကြီးကဘယ်သူပိုင်တယ်လဲနဂါမင်းပိုင်နဂါမင်းပိုင်တဲ့သစ်ပင်ကြီးအောင်ရောက်တော့စင်းလန်းဆူပြေတဲ့သစ်ပင်ကြီးကိုမြင်ရသဖြင့်ဟေးတငယ်ချင်းတို့သစ်ပင်ကြီးကြည့်ရတာဒုမျက်စိထဲမှာထင်းနေတာကူကစိတ်ဆိုးနေတဲ့သစ်ရွက်တွေမြင်ရသဖြင့်ရေတော့ရတော့မှလိုလိုရေငတ်ပြေတော့မှလိုလိုနဲ့စိတ်ထဲမှာအလိုလိုချင်းချင်းတက်လာတယ်လာငါတို့ဒီသစ်ပင်ကြီးအရှိကိုင်းကိုဖြတ်ကြည့်ကြစို့ရေထွက်လိုက်မယ်ကွာဟောသစ်ပင်အရှိကိုင်းကိုဖြတ်ချလိုက်ထန်းလုံးလောက်ရှိတဲ့တရားနာပိဋကရေလုံးကြီးထွက်လာဟာဟန်ကြဟေးရေတွေကွာတောက်ကြချိုးကြသုံးကြခက်တကွယ်ရေတောက်လို့ကြီးလည်းမပေးဘူးကွာပါဇက်ကပါလာတော့ရေလည်းတောက်ခြင်းနဲ့ထမင်းလည်းစားခြင်းနဲ့နောက်ထပ်တို့ဒီရေနဲ့ကြီးအသက်ရှင်းနေမှာမဟုတ်လို့စားစရာတစ်ခုခုလည်းရလေအောင်ထင်တယ်ဟဲ့တောင်မဲ့သစ်ပင်ကိုင်းဖြတ်ကြစို့တောင်မဲ့သစ်ပင်ကိုင်းဖြတ်လိုက်တော့ထမင်းနဲ့တကွသူတို့စားခြင်းနဲ့အာဟာရတွေအကုန်လုံးထွက်လာစားကြတောက်ကြဒီလိုစားတော့ပြီးတဲ့ချိန်ခါမှာထူပါဘူးကွာအရှိကိုင်းဖြတ်တော့ရေရတယ်တော
တောင်မဲ့ခိုင်းဖြတ်တော့အစားအစာစားရဟေးအနောက်ဖက်ခိုင်းဖြတ်လိုက်ကြအောင်စို့ကွာအနောက်ဖက်ခိုင်းဖြတ်လိုက်ဟာ16နှစ်အရွယ်ဝတ်စားတန်းစားနဲ့မိမပြူတွေ900ကိုပြိတ္တနဲတာမှမဟုတ်ပဲပြိတ္တမိမတွေဘယ်လောက်တော့900သူတို့ကလည်းဘယ်လောက်တော့900မလေးအစစ်ကဲဆိုကြပါတော့သူတို့က900 250ဆိုရင်ဒီကောင်တွေသတ်မကုန်ဘူးလားလို့သတ်ကုန်ပါဘူးအေးသတ်ကုန်မှာအခုပြည့်အောင်ကွာ900ပဲဟာအမျိုးသမီးတွေအဲ့ဒီအမျိုးသမီးတွေနဲ့တယောက်စီပေါ့လေကွယ်မင်းတို့သိတဲ့အတိုင်းငါဆက်ပြောလည်းမကောင်းပါဘူးပြောကြပါကြစားကြတောက်ကြနဲ့နေလာလိုက်တာဟဲ့ခိတ္တရထားရကက်ဆက်ခုနဘာတွေထွက်လာတော့အမျိုးသမီးတွေ900ထွက်လာအဲ့ဒီအမျိုးသမီး900ထွက်လာတော့ပြောကြပါကြကိုစီကိုငါဟေးပြောတာပါတာကိစ္စမရှိဘူးကွာမထူးပါဘူးဖြတ်လက်စနဲ့တကိုင်းကြံနေသေးမြောက်ဖက်ခိုင်းဖြတ်ကြအောင်စို့မြောက်ဖက်ခိုင်းကိုဖြတ်လိုက်တော့ယရနာ9ပါးဆိုပါလားပြိတ္တထွက်ကြလားဟဲ့တင်းလှဲပေါ်တင်ကွာလှဲပေါ်တင်ကွာဆိုပြီးတော့ယရနာတွေတင်းအတော်အဆင်ပြေတာဘိဓာကြီးအဲ့ဒီလိုသစ်ပင်ကြီးများအင်းစိန်မျိုးတပင်လောက်ရှိတိုက်ဘူးလားရှိတိုက်ပါနေုံကျုပ်စိုက်အောင်မယ်ရလားစိုက်အောင်မယ်ဖန်ကြရရေထွက်တဲ့အရှိကိုင်းကရေထွက်တယ်တောင်ဘက်ကိုင်းကပါထွက်အစားထွက်တယ်အနောက်ဘက်ကိုင်းကပါထွက်အမျိုးသမီးတွေထွက်တယ်မြောက်ဘက်ကိုင်းကပါထွက်ယရနာ9ပါးအဆင်ပြေတာအခုခမရတို့လူတိုင်းစီးနေတဲ့ကားတွေအဲ့ဒီသစ်ပင်ကြီးတစ်ပင်ရှိရင်တော့လူတိုင်းစီးနိုင်တာပေါ့နော်မြို့ပေါ်ရန်ကုန်မြို့ပေါ်စီးနေကားတွေမမြင်ဘူးလားပြိတ္တာမြင်ပါဗျာအဲ့ဒီလိုသစ်ပင်ကြီးများရှိရင်ဟန်ကြဆိုပြီးအဲ့ဒီသစ်ပင်ကြီးကဘာကြောင့်တွေ့တုံးလို့ဆိုတော့ဖယားကိုတော်များနဲ့တန်ဃာတော်တွေလှူသွားတဲ့လေသား900မှုတွေ့တာအခုဒီကနေ့အေးစိန်မြို့ဘုန်းကြီးတို့ဘိန်းနေကုန်းရက်ွက်မှာတရားနာလာတဲ့တရားတော်မတွေအိမ်ပြန်သွားရင်ဘာပင်ရှိပြိဿနည်းနည်းဖြတ်တောက်တော့ကြည်တဲ့တယ်လို့ထင်တယ်ဒီနေ့လှူသွားတာကိုဟိုမှာလှူလို့အဲ့ဒီသစ်ပင်တွေ့တာကိုပြိဿကြည်တရားနာပြိဿအဲ့ဒါလိုနဲ့ယရနာတွေလှဲပေါ်အပြစ်တင်ပြီးတော့ပြန်သွားကြပြန်သွားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားတရားနာပရိသတ်ရေလျှောက်ထားကြလျှောက်ထားတော့ဘုရားကိုရောမြတ်ကြီးကဒါယကာတို့သင်တို့တော်တဲ့ဟဲ့သင်တို့တော်တယ်ဆိုတာကအန္တရာယ်မဖြစ်အောင်လောဘကိုသိမ့်စည်းနိုင်လို့ယခုကဲ့သို့သစ်ပင်ကြီးမှရအပ်သောပစ္စည်းများဖြင့်အိမ်ပြန်ရောက်ပြီးကိုစီကိုငါချမ်းသာကြတယ်အကယ်၍များလောဘကိုမသိမ့်စည်းနိုင်ရင်သင်တို့အသက်ဆုံးဖွယ်ရာရှိတဲ့ဒါယကာတို့သင်တို့သည်ယခုလှဲသား900အလုံးချမ်းသာကြတော်လေဟောလွန်ခဲ့တဲ့နောက်အတိတ်ဘဝတုန်းကလှဲသား900မှာတော့လှဲမှုတယောက်သာကြံ၍အလုံးကုန်သေချေပျက်စီးကြတဲ့ဒါယကာတို့ဘုရားအမိန့်ရှိတော့မှဒါယကာများနဲ့ဘုရားသားတပည့်ဖြစ်သောယဟန်တော်များကနေပြီးတော့အတိတ်ဇက်ကြောင့်ပြန်ပြောင်းဟောကြားရန်လျှောက်ထားမလျှောက်ထားပဲမနေနိုင်ဘူးလေဘုရားကသိကျင်တဲ့စကားကိုဖြတ်ပြီးတော့ရပ်ထားလိုက်သေးတာကိုသိကျင်တဲ့စကားရပ်ထားရင်တရားနာပရိသတ်ကြီးမမေးပဲနေနိုင်မှာနေနိုင်ပါဘူးနောက်ဘဝတုန်းကလှဲသား900ကတော့လှဲမှုကြီးကကြံ၍အကုန်သေးကုန်တဲ့ခြေသားတို့ဒီရင်ရပ်ထားတော့သိကျင်တဲ့စကားမမေးပဲနေနိုင်မှာမလားနေနိုင်ပါဘူးဗျအေးဒါကြောင့်လူငယ်တွေငါမှားခဲ့ရအောင်ဟဲ့စကားများအကုန်မပြောနဲ့ကြားလားဖြတ်ထားအကုန်မပြောနဲ့ငါနည်းနည်းပြောရအောင်ကွာလူငယ်တွေလည်းပါပါတယ်ကလေးကလားလည်းမအောင်မိပါနဲ့ပြောရအောင်ဟေ့ဟဲ့ငါကြီးများနှမများမင်းတို့လူငယ်သဘာဝတွေ့ရင်လေအကုန်မပြောနဲ့ပြောတော့ပြောချင်တာပေါ့ကွာဒါပေသည်အကုန်မပြောနဲ့မင်းကိုမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့ဖြတ်တာထားဟုတ်တယ်ကွာဟိုကောင်မလေးမမေးပဲမနေနိုင်ဘူးသာမှတ်တော့
ထားရတဲ့ဟာအကုန်မပြောရဘူးမင်းကမောင်ကချစ်တော့ချစ်ပါတယ်ကွယ်ဒါပေမဲ့လို့ဖြတ်ထားတော့ဟိုကဘာပြောတော့ဟင်ဒါပေမဲ့ပြောလေအမသိနိုင်ဘူးလို့ပြောနေမှာပခုံးတစ်ဖက်လှုပ်ပြီးမေးလိုက်မဲ့ဖြစ်ပုံတော့ကွာမျက်စီရဲ့မြင်အောင်သာကြည့်မကြည့်တတ်လဲအိမ်ကြမွေးကြည့်ကွာအဲ့ဒီတိုင်းအဲကျုပ်လည်းဘယ်ချော်ထွက်သွားဆက်ကြအောင်ဆိုကြလားဒီလိုနဲ့တရားနာပိဋကရေလောကုတ်တရားလဲထုံနီး၎င်းမှတ်ပါမြတ်စွာဘုရားနောက်ဘဝကလောဘကိုမသိသိနိုင်လို့ဘယ်လိုသိချင်ပြည့်စည်ကုန်ကြတယ်ဆိုတာအတိတ်ဇာကြောင်းပြန်ပြောင်းပြီးတော့ဟောကြားတော်မူပါဘုရားလို့အဲ့ဒီကဲ့သို့လျှောက်တော့မှဘုရားကိုယ်တော်မြတ်ကအတိတေပါရာနှစ်သိရန်အစချီသဖြင့်ဟဲ့ဒါယကာတို့ခြေသားတို့တဲ့ဟောလူလေပြီးတော့နောက်ဘဝဘာယာနာခေါ်တဲ့တိုင်းပြည်ကြီးမှာလှဲမှုကြီးနဲ့တကွလှဲသား900ရှိကြသကွယ်အဲ့ဒီလှဲသား900သည်မိမိတို့ရောင်းစရာဝယ်စရာပစ္စည်းများကိုအလုံးကိုလှဲပေါ်မှာတင်၍ခရီးထွက်ကြတဲ့ခြေသားတို့အဲ့ဒီလိုခရီးထွက်သွားကြတဲ့ချိန်ခါမှာသေကန္ဓာရအင်မတန်နေပူပြင်းတဲ့နေရာမှာရောက်သွားတော့သစ်ပင်ကြီးတစ်ပင်ရှိတဲ့ခြေသားတို့အဲ့ဒီသစ်ပင်ကြီးရောက်ကြသောခါသစ်ပင်ကြီးကြည့်ရတာစိတ်လန်းဆူပြီပါပဲအဲ့ဒီသစ်ပင်ကြီးကလည်းခြေသားတို့ငကားအုပ်ဆိုးတဲ့ခြေသားတို့ငကားပိုင်သားသစ်ပင်ကြီးရောက်ကြတော့အဆွေတို့ဘယ်နဲ့တော့ငါတို့ဒီသားတကွဲမရတကွဲနဲ့ထွက်ပြီးတော့လာလိုက်ကြတာသေကန္ဓာရရောက်လာတော့ရေတောက်စရာလည်းမရှိနောက်ပြီးတော့လေစားစရာလည်းမရှိဝတ်စရာကလည်းငါတို့ပါလာတာနဲ့ရှေ့ဆက်သွားကြမယ်ဆိုရင်ဖြင့်အတိဒုက္ခရောက်ကုန်ကြတော့မှာပဲဘယ်လိုကြံ့ကြမလို့မပူကြနဲ့ဆွေတို့သစ်ပင်ကိုကြည့်ကြစမ်းဟာဒီသစ်ပင်ကြီးကိုကြည့်ကြစမ်းသူ့ကြည့်ရတာမျက်စိတဲ့စိလန်းစူးပြေုံနဲ့မကတခုခုဖြတ်တောက်ပြစ်လိုက်ရင်ငါတို့ငတ်နေတဲ့ရေတွေထွက်လာလိမ့်မယ်လို့ထင်တယ်ကောင်းပြီဒါဖြင့်အရှိခိုင်းကစပြီးတော့တို့ဖြတ်ကြစို့အရှိခိုင်းကစပြီးဖြတ်ကြစို့ဆိုပြီးဖြတ်လိုက်တာတရားနာပိဋကရေတွေထမ်းလုံးတော့ထောင်ပန်းလာဟာဟန်ကြဟေးရေတွေကွာတောက်ဟဲချိုးဟဲသုံးဟဲနဲ့ရေတွေကိုတောက်ကြဒီရေကလည်းပဲခင်ဗျားတို့ကျွတ်တို့စဉ်းစားကြည့်မယ်ဆိုရင်အခုခရီးသွားကြတဲ့လူတိုင်းလမ်းမှာများသောအားဖြင့်ရေငတ်တတ်ကြရေငတ်တဲ့လူတိုင်းကရေတောက်ရသလားဆိုတော့မတောက်ရပိဋကကြီးတောက်ရရဲ့လားမတောက်ရဘူးနော်ဒါကြောင့်ရေလှူကြပါရေငတ်တဲ့အပြစ်မှာကင်းရေလှူခဲ့တဲ့လူကြရေမငတ်ဘူးဘယ်လိုရေမငတ်တာတို့ရေစာတို့ရေအိုးစင်တွေ့မိမိရေစာတဲ့အချိန်မှာရွာတွေ့ကားစီးသွားအောင်တော့မိမိရေစာတဲ့အချိန်မှာအဲ့ဒီကားကရေအိုးစင်ရှိတဲ့နေရာမှာရက်ရက်သားဖြစ်တယ်ရွာရှိတဲ့နေရာမှာရက်ရက်သားဖြစ်တယ်ဘိန်းပေါက်ချင်အောင်တော့ရေလွင်းရှိတဲ့နေရာနားမှာပေါက်ရေလှူခဲ့တဲ့အကျိုးကျေးဇူးရေမငတ်ဘူးဗျဒါကြောင့်ဒီရေအကျိုး10ပါးကိုဘုန်းကြီးထည့်ဟောဘူးတာပေါ့ကဲနောက်ကလက်ချိုးပြီးလိုက်ဆိုစမ်းပါဒီလက်ချိုးဆိုနော်သက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုရှိတော့လျင်မြန်တန့်ရှင်းကြော်စောခြင်းမုတ်ကင်းချွေရန်သာဘယ်နှခုတော့10ခုအဲ့ဒါရေအကျိုး10ပါဒါကိုဘသူတွေများမှတ်တတ်တုံးဆိုတော့ဘသူတွေများမှတ်ထိုက်တုံးဆိုတော့ကလေးတွေမြောက်ခိုင်းတဲ့လူကြီးတွေကြက်မှတ်ပါရေကျိုး10ပါမတောင်းပဲပြည့်တယ်ရေကျိုး10ပါမတောင်းပဲပြည့်တယ်သူတို့ကကလေးတွေမြောက်ခိုင်းပြီးဘာကြီးရဲ့ဦးကြီးရဲ့အတော်ရဲ့ရေကျိုး10ပါပြောစမ်းမှဆိုရင်ပြန်ပြောတတ်တဲ့လူကြီးကဒီပရိသတ်ထဲခွဲကြည့်ပြောတတ်တဲ့လူနဲ့မပြောတတ်တဲ့လူဘယ်ရင်းကများပြောတတ်တဲ့
အဲဝန်ခံရမှာပေါ့မှတ်ထားကြရှင်းတော့ကဖိုးကြီးတယောက်မြုံလားလှဲကြီးမောင်းလို့လှဲမောင်းရင်းနဲ့တရားနာပြေးတာကလေးမလေးကရေအိုးလေးနဲ့ဟဲ့ငါတူမဘာလို့ဟဲ့ရေပါပါကြီးအေးရေတစ်ပေါက်လောက်တောက်ပါပါကြီးတောက်ပါရေတိုက်ငါတူမရေကျိုးများတဲကြီးဟာရေကျိုး10ပါမတောင်းမဲနဲ့ရတယ်ကိုဆိုချလိုက်တဲ့တခါတည်းရေလဲတောက်ပြီးတော့မေးပြီးကလေးမလေးကဘာကြီးရဲ့တက်ကြီးစကားတက်ငယ်ကြရေကျိုး10ပါမတောင်းမဲရဆိုတာကျမတို့ကြားဘူးတာတော့ငယ်ငယ်လေးတည်းကကြားပါပြီတဲ့အဲ့ဒီ10ပါကိုတက်ကြီးစကားတက်ငယ်ကြမှတ်ထားရအောင်တူမကြီးကိုပြောတော့ပါလားအေးပြောတော့ပြောခြင်းနဲ့ငါတူမရေသို့ပါတော့လဲနွားတွေကမနေဘူးဟာဆိုပြီးတော့နွားနှကောင်စွတ်ရိုက်မောင်းသွားမပြောတတ်ဘူးမပြောဘူးနွားလွှဲချဒါကြောင့်တရားနာပရိသတ်ကြီးရေလှူခဲ့တဲ့ပုဂ္ဂိုလ်ကမွတ်သိပ်ဆာလောင်ခြင်းကင်းတဲ့ပရိသတ်သူတို့ရေလှူခဲ့တဲ့အကျိုးလေးပါလာတယ်ပေါ့ကဲရေကိုတောက်ကြသုံးညဟေးရေတောက်လို့ဘိုက်ပြေတာရှိတာပဲကွာအာဟာရမဖြစ်ဘူးအေးကွာတောင်းမဲ့ခိုင်းဖြတ်လိုက်ရင်တော့တို့စားစရာတွေရမယ်နဲ့တူတယ်ဟေးဖြတ်ကွာတောင်းမဲ့ခိုင်းဖြတ်ချလိုက်တောင်းမဲ့ခိုင်းလေးဖြတ်ချလိုက်ရရောတရားနာပရိသတ်ကြီးအစားအစာတွေကြလာဟာဟေးစားကြကွာနဲ့အားရပါရကြီးစားကြအဲ့ဒီလိုစားရတောက်ရတဲ့အာဟာရအတွက်ကလည်းပဲတရားနာပိဋက तू ကဆွမ်းအကျိုးနဲ့ပတ်သက်လာပြန်ရောဆွမ်းကျိုးကဘယ်နှပါးရှိတုံးပြိဿ၅ပါးဘယ်သူတွေပါလိမ့်၅ပါးအိမ်ပြန်သွားပြောပေါ့ဆွမ်းကျိုး၅ပါးလို့ဘယ်သူတွေတုံးဆို၅ပါး၅ပါးနဲ့ဆုံးတော့မှာပဲကဲဆိုဆွမ်းကျိုး၅ပါးကအရင်၅ခုခုနကပြောခဲ့တယ်အဲ့ဒါဆွမ်းကျိုးပါသက်ရှိဆင်းလှချမ်းသာရဗလဉာဏ်ပညာဘယ်နှခုတော့ဘုန်းကြီးပြောမယ်နော်အိုးရန်ကုန်မှာစာသင်နေကြတဲ့တန်ဃာတော်တွေမရှိဘူးလားအဲ့ဒီတန်ဃာတော်များဆွမ်းလှူရင်တဲ့ဆွမ်းအကျိုး၅ပါးလဲမိမိတို့တိုက်ရိုက်ပြန်ရ၅ပါးလှူရလဲရောက်တဲ့ဆွမ်းတစ်ခုတည်းနဲ့မိမိတို့တိုက်ရိုက်ပြန်ရ၅ပါးလှူရလဲရောက်တဲ့ဆွမ်းတစ်ခုတည်းနဲ့ဘုန်းကြီးပြောမယ်ပေါ့ပရိသတ်ကြီးတန်ဃာတော်အရှင်မြတ်များသည်ဆွမ်းဖုံးပေးရမှအသက်ရှိသလားဆွမ်းမဖုံးပေးရမှအသက်ရှိဒါမြင့်ခင်ဗျားတို့ရန်ကုန်မြို့ကြီးဟောဒီအင်းစင်ရလို့လားမစားရလို့ဒါမြင့်သူတို့အသက်ရှိတာဆွမ်းကြောင့်ဆိုတာသိပါလားသိပါရဲ့သိရင်ဆွမ်းလှူမကြည့်ဘူးလားကြိုးစားလှူကြပါဒီဆွမ်းကြောင့်တန်ဃာတော်တွေတည်ရှိပြီးတော့ခင်ဗျားတို့ကိုးကွယ်နေရပါတယ်ဟာမယုံရင်ခင်ဗျားတို့ကြုတ်ပြောအောင်မယ်ကြားလား9ရက်လောက်ဆွမ်းမလောင်းမယ်ထားကြည့်ဟိုတကယ်ပြောတာမဟုတ်ဘူးဟုတ်သွားလုံးမနေနဲ့ဟုတ်စိတ်ထဲက9ရက်လောက်မလောင်းမယ်ထားကြည့်စိတ်ထဲကထားကြည့်တော့ gain ပရိသတ်ကြီးဒီအင်းစိန်နဲ့ရန်ကုန်မှာရှိတဲ့တန်ဃာတော်တွေက9ရက်ဆွမ်းမလောင်းမယ်ထားတဲ့မြို့နေပါမလားနေပါဘူးဗျဖြစ်ဘူးဟေးရင်တုန်းကတော့ကျွေးနေလို့တို့စာပေပရိယသင်ကြားနိုင်တာအင်းစိန်ကဆုံးမကတော့ဘူးဟာဆုံးမလောင်းတော့ဘူးဟာအရန်ကုန်မြို့ကလည်းဆုံးမလောင်းတော့ဘူးဟာမဖြစ်ဘူးဟေးဂျိုင်းငါတိကျသေးကုန်လေကျွေးတဲ့နေရာပြေးကြလို့ခင်ဗျားတို့မြို့ဒီတန်ဃာတော်တွေကပြစ်ထားခဲ့တော့မယ်မှန်လားပြိတ္တကြီးမှန်ပါရဲ့ဗျာအခုတော့မိမိတို့မြို့မှာရှိတဲ့တန်ဃာတော်တွေဆွမ်းဝအောင်လှူဒန်းနေလို့တန်ဃာတော်အရှင်မြတ်များကစာပေပရိယသင်ကြားပြီးတော့ခမည်းတော်အကိုးကွယ်ခံပြီးတော့သူတို့တတ်သမျှနဲ့ဟောကြားဆုံးမပြီးတော့နေတော်မူနိုင်ကြသည်မှန်လားဒီတိုင်းဒါကြောင့်တန်ဃာတော်တွေဆွမ်းဖုံးပေးရလို့အသက်ရှိသလိုတဲ့ဗျာခမည်းတော်လည်းအသက်ရှိတဲ့အကျိုးတရားကိုပြန်ပြီးခံစားရပါလိမ့်မယ်ဟောနောက်တစ်ခုတန်ဃာတော်အရှင်မြတ်များပရိသတ်ကြီးဆွမ်းဖုံးပေးရမှအစင်းလှသလားဆွမ်းမဖုံးပေးရမှအစင်းလှဆွမ်းဖုံးပေးရမှအစင်းလှပါဒါဖြင့်ကိုတော်လေးတွေလှနေတာဆွမ်းစားရလို့လားမစားရလို့ဆွမ်းစားလို့ပါဗျာဆွမ်းစားရလို့ဆွမ်းမစားရရင်လှလှပပဖြစ်ပါမဖြစ်ပါဘူးဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူခြင်းသည်အစင်းလှူတာနဲ့လဲတူပါတယ်ဒီလိုတန်ဃာတော်အရှင်မြတ်များဆွမ်းဖုံးပေးရလို့အစင်းလှသလိုခမည်းတော်လည်းတန်တရားမှာအစင်းလှတဲ့အကျိုးတရားတွေကိုတိုက်ရိုက်ပြန်ပြီးတော့ခံစားရပါလိမ့်မယ်ယုံရလားပြိဿနောက်တစ်ခုပါတယ်ချမ်းသာကြီးခြင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာ
မှန်ရလားဘုန်းကြီးပြောတာကြည့်ချင်းဆိုတာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှန်ရလားဘုန်းကြီးပြောတာပစ္စည်းမချမ်းသာပဲစိတ်ချမ်းသာပါဒါကြောင့်တန်ဃာတော်ရှင်များများဆောင်းဖုံးပေးရအောင်လှူကြသဖြင့်စိတ်လည်းချမ်းသာတယ်တန်ဃာတော်ရှင်များများကိုယ်လည်းချမ်းသာတန်ဃာတော်ရှင်များများစိတ်ချမ်းသာကိုယ်ချမ်းသာအောင်ဆွမ်းလှူကြရသဖြင့်ခမည်းတော်လည်းချမ်းသာကြီးတဲ့အကျိုးတရားဆင်းရဲတဲ့လူများချမ်းသာပါမလားပြုပစ္စည်းမှမချမ်းသာပဲစိတ်ကောချမ်းသာပါမလားဒီထဲပြောတဲ့တူနကိုတဲအိုရဲ့တဲ့ဘယ်နဲ့လှုပ်ချမ်းသာတဲအိုအပြည့်ကြီးတဲ့နေရာမှာတော့ဘယ်နဲ့လှုပ်ချမ်းသာဒါပတိကာမတတ္တိဆိုတော့ပြောကြတာပဲပေါ့ဒီထဲသူတို့ကပြောသေးအိုးတဲ့တယောက်မျက်နှာတယောက်ကြည့်နေရရင်တဲ့လောကကြီးတောင်မေ့ဆိုသလိုလိုမဲကိုချစ်သူနဲ့အတူနေရရင်တဲ့ရွှေမျိုးတွေတောင်ဘယ်သေးသေးတဲ့သူများသွားရန်သေးတယ်အလကားပြောတာအဲ့ဒါကိုချစ်သူနဲ့မကလို့ဘယ်လိုကြီးပြောပြောနေရပေမဲ့လို့ပရိသတ်ကြီးစားစရာဆန်ရှာမရတဲ့နေ့ပြောနိုင်မှာမလားပြောနိုင်ပါဘူးဘာပြောခြင်းသေးတော့မချမ်းသာတာမချမ်းသာတာပဲမချမ်းသာမှတော့ပစ္စည်းမချမ်းသာမှတော့စိတ်လည်းမချမ်းသာဒါကြောင့်တန်ဃာတော်အရှင်မြတ်များကိုဆွမ်းလှူရသဖြင့်စိတ်ချမ်းသာကိုချမ်းသာဖြစ်တယ်လို့မိမိတို့မှာပစ္စည်းချမ်းသာမှစိတ်ချမ်းသာမှုဖြစ်တဲ့အကျိုးတရားတွေကိုခံစားရပါလိမ့်မယ်ဘယ်နှခုပြီးတော့ဟုတ်ရမှတ်နေထားမှာတော့သုံးခုဘယ်နှခုပြီးသွားတော့အသက်ရှည်ခြင်းအစင်းလာခြင်းချမ်းသာကြီးခြင်းနောက်တန်ဃာတော်ရှင်များများဆွမ်းဖုံးပေးရမှခွန်အားကြီးသလားဆွမ်းမဖုံးပေးရမှခွန်အားကြီးသလားဆွမ်းဖုံးပေးရမှခွန်အားကြီးတယ်တန်ဃာတော်ရှင်များများသည်ဆွမ်းဖုံးပေးရမှခွန်အားကြီးတယ်လို့ခမည်းတော်လည်းခွန်အားကြီးတဲ့အကျိုးတရားခံစားရတန်ဃာတော်ရှင်များများသည်ဆွမ်းဖုံးပေးရမှပညာသင်နိုင်သလားမဖုံးပေးရမှပညာသင်နိုင်သလားဆွမ်းဖုံးပေးရမှဒါဖြင့်ဆွမ်းစားလို့ပညာသင်ရမှဉာဏ်ပညာတွေတိုးပွားမယ်ဆိုတာကိုသဘောပေါက်ကြလားသဘောပေါက်ပါဗျာခမည်းတော်လှူကြတန်းကြတဲ့ဆွမ်းကိုဖုံးပေးပြီးတော့တန်ဃာတော်ရှင်များများဉာဏ်ပညာတွေတိုးပွားတယ်လို့ခမည်းတော်လည်းဉာဏ်ပညာတိုးပွားတဲ့အကျိုးတရားတွေခံစားရမယ်ခံစားရဘူးလားပြိဿခံစားပါဗျာဒါကြောင့်ဒီဆွမ်းကိစ္စနဲ့ပတ်သက်ပြောပြန်တော့ရေလဲပါပြီးသားလို့အောင်းမိပါပါဘူးလားပြိဿပါပတိတချို့ကသဘောပေါက်တာမဟုတ်ဘူးသဘောပေါက်လို့ဘုန်းကြီးတို့ကကိုယ်ကားဖြစ်ဘူးတဲ့ဒါပတိဘုန်းကြီးကလည်းအပြောတတ်တယ်အဟောကောင်းတယ်ဒကမတယောက်ကဆွမ်းလာပို့တယ်ဆွမ်းကြိုး၅ပါးသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာဟောလိုက်နောက်ဆွမ်းမလှူပြီးတော့အောက်ဆင်းသွားရေမတက်လာဆွမ်းမကအောက်ကချောင်းနာထောင်ရေကျိုးဆယ်ပါးမတောင်းမဲ့ပြည့်ခါသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာလင်းမြတ်တရှင်ကြိုးစောခြင်းမုတ်ကင်းချွေရနာဒီဆယ်ပါးမတောင်းမဲ့ရဟာဆိုတော့ဆွမ်းမကအောက်ကလက်သီးဆုပ်တယ်မကျေနပ်ဘူးဘုန်းကြီးနဲ့တော့တမရက်စာလုံးမိဖို့ကြောင့်နဲ့ရေမချိုးအားအစားမလဲအားနဲ့မျက်နာခုလက်ဒီအိုးမဲဒီမတုတ်အားဘူးဒါတော့ဒုက္ခခံတမရက်စာလုံးချက်တဲ့မိမကြတော့၅ပါးရေ၅ပြားစီမဆက်ရဘဲနဲ့ခတ်လှူတဲ့ကောင်မကြ10ပါးဒါတော့မျက်နာလိုက်တဲ့ဘုန်းကြီးတွေ့ကြသေးတာပေါ့ရေဆွမ်းလှူတဲ့ဒကမလည်းတရားနာပြုတ်တာရေလှူတဲ့ဒကမဆင်းသွားရောသူအကြောင်းပေါ်တက်ရှင်မရဟဲ့ဒကမဘာလို့ရှင်များတို့တော့တမန်စာလုံးချက်ပြုတ်လောက်ကန်ပြီးဒုက္ခများတဲ့မိမကြတော့၅ပါးဟိုကောင်ကရေခတ်လူတာကြတော့တပြားမှမကုန်ဘဲနဲ့10ပါးဟောရလားဗျရှင်များမျက်နှာလိုက်တယ်ဘုန်းကြီးခေါင်းတစ်ချက်ကုတ်စင်းလားဟုတ်တာပဲဟုတ်တာပဲလေးတတ်တယ်လို့ကြည့်ဟောရတော့မှာမို့ဟဲ့နင့်ပါပြီးသားမို့ထဲမဟောတာဘာပါလာတော့ဗျနင့်ပါပြီးသားမို့ထဲမဟောတာဘာမှလာတော့ဗျာဟောရေကျိုးလည်းပါပြီးသားပေါ့ဟဲ့ရှင်က၅ပါးနဲ့ဟောတာကိုဗျာဩကဲပါပြီးသားမို့မဟောတာလို့ဆိုမှနေပေါင်းဒကမနဲ့ဆွမ်းချက်တဲ့အချိန်ခါမှာဆံကိုရေမပါပဲအချောက်ချက်သလားဟဲ့ဒါတော့ရေနဲ့ချက်တာပေါ့ပါပြီးသားမို့ငါမဟောတာလို့ပြောသားနဲ့ပြီးတော့ဟင်းချက်တဲ့ခါရောဟင်းချက်တဲ့ခါလည်းပါတာပေါ့ပဲဒကမတော့နည်းနည်းပြော့သွားပါပြီးသားမှုထဲမဟောတာဟောဟိုမိမကရေလူတွေအကျိုး10ပါးနင်ကလေဆွမ်းအကျိုး5ပါးရေအကျိုး10ပါးဆိုတော့15ပါး5ပါးတောင်ပို့တဗျာဟိုဒကမကိုပြုံးစီနဲ့ပြန်သွားပြီးနောက်ရကြတော့အမွေခေါင်းပေါ်ကဆက်ပြီးနောက်ရကြတော့အမွေခေါင်းပေါ်ကဆုံးမွေခစောင်းကရေအိုးဖ
ဘုန်းကြီးခေါ်တတ်တော့လေအဆင်းကိုပြေလို့ဒါကြောင့်တရားဟောဘုန်းကြီးများလည်းလွယ်တာမဟုတ်ရှမ်းပြေရောက်တော့ပရိတ်တောင်ပြင်ရွရရန်တုံနိမိတ်တာအဝမင်္ဂလင်းစဆိုတော့သူတို့အင်းဝကြီးထဲတဲ့ဒိုရှမ်းပြေမပါဘူးဆိုလို့ဘုန်းကြီးတစ်ပါးကပြင်ရွတယ်ရန်တုံနိမိတ်တာရှမ်းပြေမင်္ဂလင်းစဆိုတော့အမလေးရှမ်းမတွေကြီးညိုတာဆိုပဲပြိဿရဲ့ပြီးတော့ရှမ်းမတွေကသူတို့လှူတဲ့ပစ္စည်းကိုအကုန်စစ်စစ်ငါပါတယ်ရင်လားကြောင်ပြုတ်တို့ငချောက်ပြားတို့ပဲလင်းငွေတို့ပေါ့ဗျာစုံနေအောင်ပါတယ်ရင်လားပါတယ်ရင်တော့တရားနာပြိဿဘုန်းကြီးကလည်းပဲပါဠိကရှာမရပါဠိရှာမရတော့ဖြစ်တယ်လို့တော့ကျမ်းဖန်ချရမှာမပါလို့လည်းမဖြစ်ဘူးဘုန်းကြီးကရေစက်ချတဲ့ထဲ့ချလိုက်ရှုပ်ထွေးစအမွှေးဆုပ်ဆုပ်ကြောင်ပြုတ်ကို၎င်းဘုန်းကြီးကပါတယ်ပြိဿပါဠိစာရှာမရတော့ပြုတ်ပတ်ရေးကြီးတာကိုပြိဿမနဟောဖောသူတော်ဝိဇ္ဇုလို့တယ်လို့ပေါ့ဂဟပဒံလမ္ပတိတိဖောသူတို့ဂဟပဒံကြောက်ကိုလမ္ပတိလို့တဲ့ဣရိယသမထိုးကြောင့်ဖောသူတို့ကြတော့ဖောသူတော်ဆိုချရတဲ့တခါပဲချပြီးဟိုကရှုပ်ထွေးစအမွှေးဆုပ်ဆုပ်ကြောင်းပြုတ်ကို၎င်းရှေတတေစပဲလဲငွေကြီးကို၎င်းပါဠိကရှာမရပြတတာစကခြုံပြားကြီးကို၎င်းလုံတုံတုံစအုံကြီးကို၎င်းလုံးပြုတ်ရှည်စငပြောပေးကြီးကို၎င်းဘုန်းကြီးချမ်းမှရောက်ချတာလုံးပြီးပြုတ်ပြီးသူကနည်းနည်းရှည်တယ်ကိုငပြောသေးကြလုံးပြုတ်ရှည်အဲ့ဒီလိုကြမ်းဖန်ရှာတော့အမလေးဗမာဘုန်းကြီးစာတတ်တဲ့ဟဲ့ဆိုရှမ်းမတွေကြီးညိုလိုက်ကြတာဆိုပဲပြိဿဒါကြောင့်တရားနာပြိဿကြီးဘုန်းကြီးဆိုတာအခွင့်သင့်တယ်လို့တရားဓမ္မရဲ့တရားတရားကိုရေနွေးမလောင်မဲနဲ့ရေအေးလောင်ပေးရပါတယ်ဗျာဒါကြောင့်တရားနာပြိဿအနေနဲ့ကျုပ်ကတော့ဓမ္မဂတိကတွေမြန်မာနိုင်ငံမြောက်များစွာရှိတော်လဲဘယ်ဓမ္မဂတိကမှမပုတ်ခတ်ဖဲနဲ့နာကြပါကျုပ်တရားကတော့တရားလူပြည့်လူဖြစ်နေပါတယ်နော်ဒါကြောင့်ကျုပ်ကတော့ဒီလိုပဲဟောပြီးတော့ပရိသတ်ကိုပျော်အောင်ဟာတရားနာရတာပျော်တာဟာတရားနာရတာပျော်တာဟာဒီစိတ်ကလေးတွေဝင်စားပြီးတော့တပါးသောတရားပွဲရင့်ရင့်တန်တန်တရားတွေကိုလည်းနာကြားနိုင်အောင်ကျုပ်ပို့ပေးနေပါတယ်လို့ဒါလေးထဲ့ပြောရပါတယ်နော်ကျုပ်မတော့ဖြင့်နိုင်ငံကျော်ကြတဲ့ဘုန်းကြီးဆိုတော့ဟိုသတင်းနေဒီသတင်းနေအမျိုးမျိုးဗျ45နှစ်ကိုရည်မှန်းပြီး45ပါးဒုံတစ်ပါးရဟန်းကမွဲကြီးမှာရန်ကုန်ကအများကြီးပေါက်ပါတယ်မဲရောက်လာကြပါတယ်ရန်ကုန်ကကျုပ်ရဟန်းကံပွဲကြီးကြာနီကံကိုရောက်လာတဲ့လူတိုင်းကြာနီကံဆရာတော်လူထွက်မိမယူတဲ့တဲ့လူတိုင်းပါပါတယ်ဟိုကျုပ်ခံစားနေရပုံပြောပါတယ်ဒီထီကလည်းအကျိုးပေးတယ်မထိုးဘဲနဲ့တရွှွပေါက်လူထွက်တာလည်းအကျိန်100လောက်ရှိပါပြီနော်ဒီတော့တရားနာပြိဿကျုပ်အနေနဲ့ပြိဿကများတယ်မဟုတ်လားစီကားတယ်မဟုတ်လားပြိဿကများလွန်းတယ်စီကားတယ်ငွေတွေကရတယ်ဘယ်မှာဖြင့်ဘလောက်လူခဲ့ကျုပ်ဖြင့်ဘလောက်ယူသွားနဲ့အဲ့ဒါလို့တရားနာပြိဿလှူကြတန်းကြတရားရှိတာတွေများပြီးတော့လာတော့အမျိုးမျိုးအဖြစ်ကျုပ်မှာအကုတ်ဖဲအစိတ်အဆအထိုးကျိတ်ဆိုသလိုဒါတွေကကျုပ်စိတ်ထဲလဲသိပြီးသားဖြစ်နေတော့ခံရမှာပဲဓမ္မရာကြီးပဲလို့ကျုပ်သိပြီးသားဖြစ်နေလို့ဘယ်လိုသတင်းတွေဖြစ်ပေါ်တော့လဲပဲဘုန်းကြီးစိတ်ထဲမှာထိုပြောတဲ့ပုဂ္ဂိုလ်များအပြစ်မတင်မဲနဲ့မင်းသတိထားမင်းအတွက်ပြောတာမင်းသတိထားဆိုတော့ကျုပ်မှာပို့ပြီးတော့သတိတတ်မစေဉာဏ်ရှင်မိပါတယ်ပြိဿဒါကြောင့်အပြစ်မတင်မိတဲ့ပြင်သူများအပြစ်တင်တာကိုငါခံမယ်သူများကိုပြန်အပြစ်မပြောသူများအပြစ်တင်တာကိုငါပြန်ပြီးတော့မချေပငါလှုပ်ချင်တဲ့အလုပ်အပြစ်ကင်းခြင်းနဲ့တောင်းပန်မှဟောမယ်ဆိုပြီးဟောနေရတဲ့ကြံဒီကံဒါကြောင့်တစ်မျိုးလုံးလဲသိကြပြီးသားဖြစ်နေပါတယ်အခုကြံဒီကံဒိတ်ခိုတွေကတစ်ပြေလုံးနှမ်းပြီးတော့ရောက်နေပါသဖြင့်ရောက်တဲ့နေရာတိုင်းဟိုညောင်လေးပဲဆိုတာဆုံးဝင်စားပါတယ်ပြိဿကားမှာကြံဒီကံဆိုတဲ့စာကလေးရေးထားပြီးတော့ဘယ်ဆုံးစားနိုင်တော့မမြင်ဘူးလို့တဲ့ဇွတ်တိုးကြအတန်သာကြားဘူးတယ်မမြင်ဘူးလို့နဲ့ဘယ်နဲ့ဆုံးကိုစားမရဘူးကျုပ်ကလည်းလူရှုပ်ဆိုရင်စားဖြစ်တာမဟုတ်ဘူးတရားဟောနေတော့တရားနာပြိဿကမျက်လုံးကျွတ်ကြအောင်ကြည့်သေအောင်ကြည့်ကိုယ်လုံးနဲ့ကိုယ်ဆက်ပါဦးဇဝဲပေါ်ကြည့်ဟောတာတမင်တတ်မမြင်ဘူးလို့မျက်လုံးပြူးကြီးနဲ့ရှေ့တဲ့တည်းကလာကြည့်တယ်ကျုပ်မခံနိုင်ဘူးဟုတ်တယ်လေကိုယ်ပါးစပ်ကရွဲ့သွားတယ်လို့နှာခေါင်းကတွန့်သွားတယ်လို့ကြားတော့လူကိုကိုယ်ကရဖြစ်လို့
ဒါကြောင့်တရားနာပိဋကမြန်မာနိုင်ငံတနိုင်ငံလုံးကြံဒီကအန္တရာယ်ကင်းနေတာလည်းပဲကျုပ်အစ္ဆဒကိုရင်းမှရှိတဲ့မေတ္တာတရားပါဗျာရန်ကုန်အင်းစိန်ဟောတော့မယ်ဆိုရင်ကားပေါ်မှာကျုပ်မေတ္တာတုတ်ရွတ်လာတယ်ပြန်ပြန်တော့ဟောဒီကမေတ္တာတုတ်ရွတ်ထွက်မယ်ငါတရားဝဲနာကြတယ်တရားနာပိဋကရဟန်းသံဃာတော်ရှင်မြတ်များနဲ့လူပိဋကကစလို့တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေကျုပ်မေတ္တာပို့ပြီးသားပြန်ထွက်တော့လေကျုပ်မေတ္တာပို့တယ်ဒီပိဋကနဲ့တကွဒီပိဋကအစထားလို့30ဘုံကျင်းလီကုံတော်တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေအန္တရာယ်ကင်းကြပါစေအနှောက်အယှက်ကင်းကြပါစေရောက်တဲ့မြို့တိုင်းရောက်တဲ့ရွာတိုင်းဒီလိုမေတ္တာပို့ပြီးတော့မေတ္တာတရားနဲ့သွားခင်ဗျားတို့ကိုအနန္တ၅ပါးရှ िख ိုးမခိုင်းခင်မှာကျုပ်ကိုယ်တိုင်ရှ िख ိုးပါအနန္တ၅ပါးရှ िख ိုးပါဤဗျာဘုရားတော်ကပြောင်းသွားတဲ့ဖခင်ကြီးရှ िख ိုးပါတယ်ကျောင်းမှာကျမ်းရခဲ့တဲ့85နှစ်ရှိတဲ့အမေအိုကြီးရှ िख ိုးပါတယ်နောက်ပြီးတော့မိမိတဲ့ကြီးတဲ့ပုဂ္ဂိုလ်များဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်များဘုန်းကြီးရှ िख ိုးပါတယ်ဆိုပြီးတော့ဒီအနန္တ၅ပါးနဲ့ဒီမေတ္တာဒီစေတနာတွေကြောင့်ကျုပ်ပေါ်မေတ္တာပြန်ရလို့လည်းပဲတရားဝဲတိုင်းပြိဿများသလောက်အလှခံသလောက်လှူကြပါတယ်ရပါတယ်ပြိဿဒါကြောင့်မေတ္တာနဲ့သွားနေရတဲ့ဘုန်းကြီးမြည်သည့်ဓမ္မဂတိကမြည်သည့်တန်ခါမြည်သည့်သာသနာမြည်သည့်ပုဂ္ဂိုလ်ရဲ့အပေါ်မှာကျုပ်အနေနဲ့ကတော့ဖြင့်အပြစ်ပြောရုံမကပြောတဲ့ပုဂ္ဂိုလ်များကိုယ်ပင်လျင်မချေပပါဘူးလို့တရားနာပိဋကကိုဂရိပေးရင်းနဲ့ကဲရှေ့ဆက်လက်ပြောကြအောင်သူဘယ်တောင်ရောက်သွားပါလိမ့်ဘယ်ရောက်သွားတော့ဟောဗျာလိုက်နာထောင်နေတာပဲမပြန်ဆက်မှဖြစ်မှာတော်ကြကြုတ်တရားမိမတွေဈေးဘိုးတောင်းလို့ဆိုခက်ဘူးလားဟိုကြကျွေးတော်မူတာစားတော့တောင်းမေ့ပြန်လားအိမ်ကြလင်းကစီးနေတယ်မေ့ဈေးဘိုးရခဲ့လားဆိုဟာတော်ဟုတ်စားကိုဘာလို့ထွက်သွားမှမသိဘူးကျုပ်တရားကျုပ်ထွက်သွားတဲ့စကားမှပြန်မဖမ်းရင်တော့တရားနာပြည်သားမိမတွေဈေးဘိုးတောင်းလို့ဖြစ်မယ်အနုတန်တေဆိုတာဒါခေါ်တယ်ပြည်သားဆက်ဆက်မှုရှိမှာဟာကျုပ်တို့မန္တလေးမိမကြီးတယောက်ကလေးမလေးကဈေးကပြန်လာငါတို့မပဲလားကျမဈေးကပြန်လာညိဘာတွေဝယ်ခဲ့တော့အဲ့ဒါစကားဆက်ဆက်တယ်ဘယ်ကလာတော့ဈေးကလာတယ်ဘာတွေဝယ်ခဲ့တော့ဒါဆက်ဆက်တယ်ခုတော့မဟုတ်ဘူးငါတို့မပဲလားကျမဈေးကလာအေးမျက်စိရည်ရည်ကြီးတာတော့ဘာဆိုင်လို့ဈေးကလာတာနဲ့ရည်ကြီးတာနဲ့ဟိုကျွတ်တို့ဆွမ်းအတွက်နဲ့ပတ်သက်ပြီးပြောပြီးလားပြိဿဆွမ်းအတွက်နဲ့ပတ်သက်ပြောပြီးတော့ဟိုတရားနာပြိဿအနောက်ဘက်ကိုကျွတ်တို့ခိုင်းဖြတ်ချလိုက်တော့ဘာတွေထွက်လာအမျိုးသမီးတွေအဲ့ဒါတော့ကျုပ်ဘာလှူလို့ထွက်တယ်လို့မပြောတတ်အောင်ကြားနေအဲ့ဒါကြီးခွက်ကြဟုတ်တယ်လေရေလှူလို့ရေထွက်တာလည်းပြောလို့ဖြစ်တယ်ဗျာဟောအစားအစာထွက်လာတာလဲဆွမ်းလူလို့ပြောဖြစ်တယ်ဗျာမိမတွေထွက်လာတာကြတော့ဘာပြောမှမသိအောင်ဗျာအလေမသိပါသည်အမှန်တော့ဒါလှူလို့ပေါ့ဗျာဒီလိုပဲပေါ့ကဲမိမတွေထွက်လာတော့ဒီမိမတွေနဲ့ပြောကြပါကြနောက်ယတနာ9ပါးလှဲပေါ်တင်ကြတင်ပြီးတော့လှဲပေါ်တင်ယုံမကဘူးတရားနာပိဋကလောဘရမဲ့မဖြတ်နိုင်ဘူးဗျဟေးအဆွေတို့ဒီသစ်ပင်ဂိုင်းကလေးတွေဖြတ်တာနဲ့လှဲပြည့်အောင်ငါတို့ယရနာတွေတင်ပြီးတော့အစားအစာတွေစားရည်တွေတောင်းမိမတွေနဲ့တကွဒီလိုအဆင်ပြေကြရင်တပင်လုံးများလှဲလိုက်ရင်တော့လာဟေ့ဧဒသတိလာပြီလောဘရရှိထွက်လာလောဘကြီးတော့ရတော့ရတယ်နဲတယ်ပြိတ္တနဲတယ်ကြည့်နဲရုံမကဘူးအသက်ကိုဒုက္ခပေးတော့မှာဟေးဓမ္မဂိုင်းကလေးတွေဖြတ်ယုံနဲ့တောင်တလောက်ငါတို့ချမ်းသာလာရင်တပင်လုံးများလှဲပြီးတော့ပြစ်လိုက်ပါကလက်မှုကြီးကပြောတယ်အမောင်တို့မလုပ်ကြနဲ့သူတပင်အောင်မှနေသူ့အရေးကိုချိုးသူ့ခိုကိုရမဲ့တဲ့ဘဝမှာနေပြီးတော့ငါတို့ကသူ့ကိုခိုကိုရရအောင်သူ့အာကိုတမှုပြုတ်ပြီးတော့စားလာခဲ့ရတယ်မဟုတ်လားရှင်ကဒါလည်းတော့ခဲ့ရပြီအစားစားကဒါလည်းစားခဲ့ရပြီသားတော်မရဘူးနဲ့လာခဲ့ရလို့မိမတွေလည်းပြုတ်ကြလာလိုက်တဲ့အနောက်ဘက်ကိုင်းကဒါတွေပြောပါခဲ့ရပြီဟောအနောက်ဘက်မြောက်ဘက်ကိုင်းဖြတ်လိုက်ပြန်တော့လေယတနာတွေလှဲပေါ်ပြေးပြီးတော်ရောပေါ့ကွယ်ပြန်ညစုဟောမဟုတ်ဘူးဒါတော့ချမ်းသာရုံနဲ့ဘယ်ဖြစ်လိမ့်တ
တက်လုံးစားမကုန်အောင်ဟေးလာဘယ်လာလို့ဟေးလာဒါယူခဲ့ဟေးကုန်လေဘာလို့လာလို့လာလဲဖို့ပိဿသေပင်ကြီးလဲဖို့လဲကြံစီရောတရားနာပိဿဘယ်အလဲခံလိမ့်နုံငကားကလဲမခံဘူးဟဲတဲရုံမာတဲ့လူသားတယ်ငါကဖြင့်ဒင်းတို့ကတနာလို့ရေလဲတိုက်ခဲ့ပြီးအစာလဲကျွေးခဲ့ပြီးကြည်စားအခုတော့အော်မိမနဲ့ဝေးနေတဲ့လူတွေဆိုပြီးကိုချင်းစားပြီးတော့အဟွာတွေလည်းပေးခဲ့ပြီငကားကကြည့်အခုယရနာတွေလည်းမြောက်တိုင်းကချိုးဖက်ချပြီးတော့လှဲပေါ်တင်ပေးပြီးပြီဒါတောင်ရိတ်နေအခက်ချိုးငါသစ်ပင်ကိုဒီလိုဖြက်စီးကြမယ်ဆိုရင်ဖြင့်ငါမထားနိုင်ဘူးအော်ငကားပေါင်းတို့သူ့ပိုင်တဲ့ငကားတွေကိုခေါ်လိုက်လာလေးသမားရောက်ဆောင်ပြီးလေးတွေယူခဲ့ကြချမ်းမယဝစားတွေနဲ့သူရဲရောက်ဆောင်ပြီးတော့လာခဲ့ကြထွက်ခဲ့ကြဟေးလာဝိုင်းဘာလို့ခုံးလဲပိဿကြီးငကားပဲអော်လိုက်တော့အကုန်လုံးစုဝိုင်းလာလိုက်တာလေးတွေနဲ့ပြည့်တရားနာပိဿအကုတ်ကြဖဲကြတတ်ကြဖြတ်ကြနဲ့ဟောလှဲသား900တဲကလှဲမှုတယောက်ဖဲကြဘသူရင်ကြနော်လှဲမှုတယောက်ဖဲကြလှဲမှုတယောက်ဖဲကြနဲ့လှဲမှုတယောက်ကြံပြီးတရားနာပိဿကြီးအိုးကျွတ်တို့ငကားတွေကလှဲသားတွေရောင်ဖန်ဆင်းပြီးတော့အမဲလှဲ900ကိုတယောက်လှဲတစည်းစီတက်မောင်းပြီးလှဲမှုကြီးအိမ်ရောက်အောင်ပို့ပေးတယ်ဗျာအကုန်လုံးချမ်းသာမှာဘယ်နှယောက်ထဲချမ်းသာသွားတော့ဟိုလူတွေဘာကြီးလို့တော့လောဘကြီးလို့အသက်ပြောက်မကုန်ဘူးလားပြောက်ကုန်ပါရဲ့ဗျာဒါကြောင့်ဒီနေရာသစ္စာ၄ပါးနဲ့ဝင်လိုက်ရင်လောဘဆိုတာဒီသမုဒိယသစ္စာလောဘဘာသစ္စာလောဘသမုဒိယသစ္စာအကြောင်းခံပြီးတော့ပြောင်းဆံအောင်ဒုက္ခရောက်ယူမကဟောအသက်မပြောက်ကြဘူးလားကိစ္စပြောက်ပါရဲ့ဗျာအဲ့ဒီဆင်းရဲဒုက္ခသေခြင်းစိုးနဲ့သေကုန်တာကအကျိုးသစ္စာဆိုတဲ့ဒုက္ခသစ္စာတတ္တဝါတွေဒုက္ခဖြစ်တဲ့အကျိုးသစ္စာဒီဘယ်သူကြောင့်ရတယ်လဲပြိဿလောဘဆိုတဲ့သမုဒိယအကြောင်းသစ္စာကြောင့်ခင်ဗျားတို့ခုကြုံမင်းမဲ့ဟောဒီတရားနာပိဋကကြီးအားလုံးကြုံမင်းမဲ့နော်ကိုရှိတဲ့စည်းစိမ်လေးနဲ့ချမ်းသာနေတယ်မထင်နဲ့ပြစ္စုပါဒနဲ့ခန္ဓာပြီးဒုက္ခခန္ဓာ၅ပါးရလာကြတဲ့ကသံဝတ်နေရေးအတွက်ဒါတွေမကဘူးပိဋကဖခင်ကိုတော်မြတ်ကြီးကဒီခန္ဓာနဲ့ပတ်သက်ပြီးအဆင်းရဲဆုံးလို့မဟုတ်ဘူးလားပိဋကဟုတ်ပါဘူးဒါဖြင့်ခင်ဗျားတို့ဒီခန္ဓာကြီးရပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေဒီအခုတရားနာပိဋကအားလုံးဆင်းရဲသလားချမ်းသာလားဒီဆင်းရဲတွေခင်ဗျားတို့ဘယ်သူကြောင့်ရလဲသမုဒိယကြောင့်သမုဒိယတရားကိုကောက်တော့ဘယ်သူတော့လောဘပိဋကကြီးခင်ဗျားတို့ကိုဒုက္ခဆင်းရဲမှုမှမလွတ်ကင်းကြဘူးလားလူကင်းနေရင်ဆင်းရဲတဲ့အကြောင်းတရားဖြစ်တဲ့ဘယ်သူဖြတ်ရမှာလောဘဖြတ်ရမှာဘယ်သူဖြတ်ရမှာတော့ဟိုဖြတ်ခြင်းစိတ်လေးများပေါက်မလားဟုတ်ပါဘူးဘယ်တော့လောက်ကစဖြတ်မေးရသေးတာလေဒီတော့တရားနာပြည်သားဖြတ်ကြရမယ်ဗောဒါပေမဲ့လို့အရှင်ဘုရားကလောဘဖြတ်ပါလို့ဆိုပြီးအခုအရှင်ဘုရားအလူခံတဲ့ငွေတွေလှူလိုက်ရတာဒီလောဘကြောင့်မဟုတ်ပါလားဘုရားတပည့်တော်တို့ဒီလောဘဖြတ်လိုက်လို့ဘာမှမရှာမဖွေပဲနဲ့မရလာရင်အရှင်ဘုရားတို့ပါလှူနိုင်ပါဦးမလားဘုရားလို့စင်ကြီးကံရင်ကံမယ်ဗောမှန်ရလားပြိဿကြီးမှန်ပါတယ်ဗျာစင်ကြီးမကံနဲ့တော့ဗျာလောဘနဲ့ရှာတာတော့လူကျင်မှုနဲ့ရှာလိုက်တော့အဲ့ဒီလူကျင်မှုနဲ့ရှာပြီးတော့ယခုလိုခန္ဓာကိုယ်ကြီးရလာတဲ့အခိုက်အတန့်မှာလှူမှုတမ်းမှုတရားတရားလေးအခြေခံပြုပြီးတော့ပညာဥသိပြီးတော့တတိလက်မလွတ်ဖဲနဲ့ပရိသတ်ကြီးဒီလောဘကိုတတ်ချင်တဲ့စိတ်ကလေးနဲ့သေစေလိုတဲ့စေတနာလေးနဲ့ပညာဥသိပြီးတော့လှူကြမယ်ဆိုရင်ပရိသတ်ကြီးဒီလောဘတစ်ဖြည်းဖြည်းတစမပြတ်ဘူးလားပြတ်ပါရဲ့ဗျာဒီလိုပဲဖြတ်ရမှာပါဒီတော့ခမည်းတော်ဖြတ်ကြဆိုတော့မရှာဘဲထားလေကျွတ်တို့ကအကြက်ကြမှာမို့ကိုင်လေးရှာနိုင်တဲ့လောက်ရှာပြီးတော့လှူနိုင်တဲ့လောက်လှူဒီလိုလှဲ့ဆွဲရအောင်မှာကြာဏီကံစကလုံးထွားတယ်လည်းမအောင်မိနဲ့ဟုတ်တယ်စကလုံးထွားတာကကြာဏီကံမဟုတ်ဘူးဗျလှတော်သားဧကစကလုံးထွားတာဘယ်သူတော့ကြားဘူးလားလှတော်သားလှတော်ဆိုတာဘယ်မလို့
အင်းစိန်ကလူတွေဘယ်သိလိမ့်ရွှေဘိုဘက်မယ်ဥစ္စာရွှေဘိုလမ်းမယ်ပြည်သားဥလာသိန်းဆေးတံမတော့ရဲတဲ့ရွာလေးလှတော့ကဥလာသိန်းကဆေးတံကောက်တော့ကြည့်နောက်ဥလာသိန်းဆေးတံတောက်ပြီးတဲ့နောက်သူတို့ရွာကတကြီးဆေးတံတောက်လာတော့လှတော့သားတယောက်ကပြောတယ်ဥလာသိန်းရှိအလိုလေတို့ရွာကတကြီးဆေးတံတောက်လာလိုက်တာကွဲတဲ့ငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတဲ့အတိုင်းပဲနောက်ဥလာသိန်းအဲ့ဒီရွာဆေးတံမတော့ရဲတော့ဟောဘူးလှတော့သားကဇက်ပြက်အောင်ပြောတယ်ပြည်သားဇက်ပြက်အောင်ဆိုတာကြုတ်ပြောဦးမယ်ကြောက်လန်းအရှိပဲနှခမ်းမှာကျွတ်တို့ဇက်ပွဲရှိသူတို့ကအနောက်ဘက်နှခမ်းကနှမ်းရိုးပုံမီးရှို့မီးလုံရင်းနဲ့ပြာသူလာကြီး2ယောက်ထဲစကားပြောတာဇက်ပြက်တယ်3ယောက်နားထောင်4ယောက်နားထောင်ဘိုက်နဲ့ရည်ရင်နဲ့ဟာဟိုကဘာတွေတော့ဟာနဲ့ဇက်လူမရှိဘူးဇက်ပြက်အောင်ပြောကျုံလဲကိုရွေးကျုံလို့ယုံသွားပါတယ်ပြိဿလှတော့ကနေကျုပ်ကဝက်လက်မြို့ကိုတရားဟောသွားတာဝက်လက်လမ်းကောင်းရလားလို့လှတော့သားမေးတော့ကောင်းမကောင်းတော့မမေးနဲ့တဲ့ကိုတော်တို့အဲ့ဒီလမ်းဂျစ်ကားနဲ့သွားလို့ကတော့တဲ့ကြောက်ခဲစားသွားတော့အစာကြီးတယ်လမ်းမကောင်းဘူးပြောလိုက်မပြီးဘူးလားစကားပြောရင်တရလွန်ပြောတယ်ဒီတော့ဝက်လက်ကမစီးဘူးဖရတယ်ဘာဖြစ်လို့တော့ဆိုအိုးတဲ့နောက်ကဂလုံးနဲ့လန်တောင်လှဲ့ကြည့်ရေစီလှဲကားနှေးတယ်ပြောလိုက်ပြီးဘူးလားရေစီလှဲကလန်တောင်ညာတဲ့စကားတရလွန်ပြောတာဒီထက်သူတို့ရွာနာမယ်တရားနာပြည်သားကျွတ်တို့ပေါက်တော်ရွာဆိုတာရှိတယ်ဘုန်းကြီးတွေစာပြန်မွဲရှိဘုန်းကြီးတွေစာပြန်မွဲကကျွတ်တို့ကြက်သားတံပေါင်းနဲ့ဆွမ်းကတ်အဲ့ဒါလှတော်သားကလိုက်သွားပြီးပြန်လာတော့ပြောတယ်ဝါတဲ့ဘုန်းကြီးတွေစာပြန်မွဲဆိုလို့သွားပါတယ်လက်ဆက်တတ်တော့ဘုန်းကြီးအေးကိုကွာလို့ဆိုတယ်ကျက်သားတံပေါင်းနဲ့ကတ်တာနဲ့ဘုန်းကြီးအေးဘုန်းကြီးတွေကလည်းစားလိုက်တာဟဲတဲ့ဝေသားလီပြီးဘလူးကြတဲ့အတိုင်းအယိုးကြီးချလို့ပြောတာပြိဿရဲ့စကားတရလွန်ပြောတာဒီတော့ကျုပ်တို့ကမေးကြည့်တယ်ခင်ဗျားတို့လှတော်သားကလို့ဟိုဥပမာမပါပဲမပြောတတ်ဘူးလားလို့ဟိုတဲ့တပည့်တော်တို့ကဥပမာမပါပဲစကားပြောရရင်နဲ့လှဲမီးတို့စီးရတဲ့အတိုင်းဟောပါလာဗျာရောဘယ်လိုမှမလွတ်တာဒီထက်သူတို့စိုင်နိုင်ကြီးဆိုတာရှိတယ်သူတို့ရွာနာစိုင်နိုင်ကြီးတရားနာပြည်သားသွားပြီးတော့ဟိုအလှလိုက်တာပေါ့လေပါတဲ့စိုင်နိုင်ကြီးအလှကဖိလို့လိုက်သွားတာကျွေးတာကတော့ကြက်သားဟင်းပဲဟေးတဲ့ဒါပတိမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်တဲ့ဟာဘာပြုလို့တော့ဟာတဲ့ဘာပြုတော့မလဲကွာတဲ့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့တကယ်ဆိုကြက်ရင်းတယ်ပြောလိုက်ပြီးဘူးဒါကြောင့်ဘာမှပြောတယ်လူဒီဟဲ့ကျွတ်တော့ကမဲတယ်လေသူတို့ကားစိတ်ရောက်တော့ခင်ဗျားတို့လှတော့ကားစိတ်ကားပေါ်ရလားလို့ဟိုတဲ့ကားပေါ်တာတော့ပြချီးခါတဲ့အတိုင်းပဲပြချီးခါတာတို့ဥမှာပေါ့ကောင်းငင်ပြားကောင်းနေဒူတဲ့ရှုပ်ချက်ခတ်လို့ကားပေါ်တာကိုပြချီးခါတဲ့အတိုင်းပဲတဲ့ဘလောက်ကားပေါ်တယ်တပည့်တော်တို့က RTP မှာစီးတယ်တဲ့ဘာဖြစ်လို့တော့လို့ RTP မြန်နေဆိုတာဟုတ်တကူဖေရတဲ့တပည့်တော်ဟိုတလုံးကမန္တလေးစီးလိုက်တော့မြန်နေဆိုတာတပည့်တော်ကိုယ်တိုင်စီးမှသိတယ်တဲ့RTP မြန်မုံပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲကကြီးဆောင်သူဘယ်တော့မှဖက်လိုက်ဘူးလို့ကျန်ညံဖက်ပြောတဲ့လူတွေဒီလာတော့သားကြောင့်ပြောတာနဲ့ပြီးတော့မှာပါပြောရအောင်မယ်စမ်းမိလို့ပြောတာပါဖြည်းဖြည်းပေါ့နောက်တရားနာပြည်သားသူ့တငယ်ချင်းတယောက်ကမေးတယ်လေအဝေးရွာကမင်းတို့ကြီးစီးပွားရေးပဲနဲ့တော့ဟာတဲ့အလူရေးတဲ့စီးပွားရေးတော့မမေးနဲ့ဟာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲစီးပွားရေးကြက်တယ်ပြောလိုက်ပြီးရောဒီဝလုံးကောင်းကြီးနဲ့ဆင်ရဖက်နဲ့လှုပ်တိုးမလို့ကျန်ညံဖမှန်ပြောတယ်ဟာဒါပြင်မင်းတို့ကြီးဒီနေ့အလုံးကင်လေးရောဟာတဲ့အလုံးအကင်ကလည်းမမေးနဲ့မောင်ရေးတဲ့ရှိတဲ့အလုံးဖိလုံးလဲတနေ့တခြားစားအိုးကကြီးတော့တာပဲကျန်ညံဖမှန်ပြောတဲ့လူတွေဟိုကမေးတာစေတာနဲ့နာဟိုကပြန်မေးတယ်မင်းတို့ရှိအလုံးကင်လေးရောဟာတဲ့ကျန်ညံဖမှန်ကိုပြောတယ်အေးကွာတဲ့ဆက်မေးအောင်မင်းတို့ရှိဟိုသမဝါယမဆိုင်ကအထယ်လေးပါလေးပေးရလားတဲ့
အထက်ပေးမပေးတော့မမင်းနဲ့မောင်ရေးတဲ့ကိုမိမကိုလေးထန်းဆောင်อ่ะကြီးချိုးမှကြောက်လို့တဲ့အထက်မပေးဘူးပြောလာတော့သားကြောင့်ပြောတညာလုံးပြီးမှာမဟုတ်ပါမပြီးပဲဒီတခုတော့ပြောအောင်မယ်ဗျာကြားလားတခုတည်းကတော့ပါပြီဩကျွတ်တို့ခြိပါသားနဲ့ပခန်းသားဆိုတာရှင်းဆုံးကရာဇဝင်နဲ့ကတိကတအလွန်ပြောတတ်သူတို့ကခုခေတ်ဟိုပခန်းသားကကျွတ်တို့လှတော်ကိုစကားပြောပြိုင်မလို့သွားတယ်ဗျလှတော်သားစကားပြောပြိုင်ရင်လို့စကားပြောကောင်းတယ်ဆိုလုံးပခန်းသားတွေကလှတော်ထွက်သွားတယ်လှတော်ရွာပေါင်းရောက်တော့ကလေးတယောက်တွေ့ဟဲ့ကောင်မဲဘယ်ရွာကကျုပ်လှတော်သားဗျလာခဲ့သိပြီတော့လှတော်သားရှာနေဟဲ့ကောင်မပြေးလာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့ယိုကျွေးပါမယ်ဘယ်လူကြီးနဲ့ပြောခဲ့ရတော့ကလေးနဲ့ပြန်ပြေးခဲ့အဲနောက်ရမှဆက်ပြောကြဆိုဗျာကျုပ်တရားတောင်ပဲရောက်တော့မှာကြာလီခါစကလုံးထွားတယ်မထင်နဲ့လှတော်သားမှစကလုံးထွားရကနေထွက်သွားတာအဲဆက်ကြပါအောင်စို့ဒီလိုနဲ့တရားနာပရိသတ်ကြီးလောဘလို့ခေါ်တဲ့သမှုရိယကိုအမြင်မဖြတ်နိုင်ကြလို့လောဘကြီးပြီးတော့လှဲသား900သေခြင်းဆိုနဲ့သေခဲ့ကြရပါသည်မှန်လားပြိဿသူ့ရိတ်နေပြီးသူ့ခက်ချိုးတော့ကိုချိုးမနေဘူးလားပြိဿတလုတ်ကျွေးဘူးသူ့ကျေးဇူးတဲ့ဒါရမကယရနာရွှေငွေတွေလှဲပေါ်တင်ပေးတော်လည်းပဲသစ်ပင်လှဲမလို့ကြံလို့အကုန်သေးကုန်ကြအဲ့ဒီတဲ့လှဲမှုကြီးကိုပြောပြီးတော့ဒီပစ္စည်းတွေအကုန်ပေးထားခဲ့ပြီးတော့ဟောနဂါးတွေသူတို့ထံပြန်ကြပါတယ်ဗျာဒါကြောင့်မြတ်စွာဘုရားကိုရောမြတ်ကချစ်သားတို့ဟဲ့ဒါရကာတို့သင်တို့ဒီလောဘကိုသိသိခဲ့လို့အသက်မပြောက်ခဲ့ကြတာကွဟောနောက်ဘဝတုန်းကလှဲသား900ကတော့ဖြင့်လောဘကိုမသိသိနိုင်သဖြင့်အသက်ပြောက်ရုံမကသားတဲ့ကွယ်မရတဲ့ကွယ်နဲ့သေခြင်းဆိုနဲ့သေကုန်ရတယ်ဒါကဒါရကာတို့ဟောနောက်ဘဝတုန်းကလှဲမှုကြီးကငါဖယားဖြစ်တော်မူခဲ့သည်ဟောနောက်ဘဝတုန်းကနဂါးကသာကြီးသာရိပုတ္တရာဖြစ်ခဲ့ဘူးသည်ခြေသားတို့လို့ဇတ်တော်ပေါင်းတဲ့အဆုံးမှာတရားတော်ကိုနာကြားရသောမြတ်စွာဘုရားဤပရိသတ်များသည်သောတာပတ္တိဖို့သို့တည်ကြပါတယ်ဆိုတဲ့အရေးနေအခက်ချိုးချိုးဇက်လန်းနေဒီကနေ့ညဘုန်းကြီးတို့12နာရီထိုးလူပါပြီအစနေ့သိတရားရှိလို့မတော်ပါဘူးမနေ့ဖြင့်ငါကြမှာအဆိုးငိုလေးနဲ့ကြည့်ရှုလုပ်ကြတာပေါ့ခုတော့ပြုံးစားပြင်းစားဟောရတယ်။ကဲမေတ္တာပို့ရအောင်အားလုံးဆိုကြဗျာငြိမ်ငြိမ်လေးခဏလေးသိခံပြီးတော့တကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေ။အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေ။ဘာပြောတာတော့ဟောဗျာဘုန်းကြီးပို့တဲ့မေတ္တာကပိုက်တဲ့ထည့်ဘုန်းကြီးပြည့်ထားခဲ့မလို့သူတို့ကိုသူတို့ပြန်ပို့တဲ့အားလုံးပရိသတ်ကြီးတဲ့အားလုံးပြိဿကြီးကကျုပ်ကပို့တာအားလုံးမလိုက်နဲ့အားလုံးပြိဿကြီးချမ်းသာပါစေဆိုခင်ဗျားတို့ကဆရာတော်ဘုရားလေးချမ်းသာပါစေပေါ့ဩဘုန်းကြီးကတိုးနရှိတာနော်အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေကဲအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချစ်ရင်နဲ့ဖုံမုံစိတ်တွေပြပြအသီးသီးတော်မိမိတို့အိန္ဒိယဌာနသို့နိဝတ္တန်တို့သိခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရေးပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေတရာဆွေကလျှံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း